just ကို upgrade ပတ်အသစ်မှာပါဝင်လာတဲ့ share ချမ်းပြီး share လမ်းနဲ့ကိုကတစ်တွေကြောင့်ပြပြမှာဖြစ်ပါတယ် Gloria claim တပွဲနိုင်မှာ4ကိုရရှိမှာဖြစ်ပြီးတော့ရရှိထားတဲ့ကိုရေတော့ကတွဲကိုပြည့်သွားရင်ဒါမှမဟုတ်တရောင်းရှုံးနေရင်တော့တိတ်နေတဲ့ကိုတွေကိုကိုရဲ့လက်ရှိကိုတွေကိုလာပေါင်းမှာပါကိုမြများရတဲ့ကပ်ပြစ်လို့ပဲ commander နဲ့လိုက်ပါတယ် She of Fortune Blood ကတ်ဆာယူရာနဲ့50ကိုနဲ့30ရှိကိုရမှာဖြစ်ပြီးတော့2 round ပြီးလို့ကြံခဲ့တဲ့ရှိကိုတော့ Ramajo 1နဲ့ညီရဲ့ကိုရရှိသွားမှာဖြစ်ပါတယ်ကတ်ယူပြီး2 round ဝင်နိုင်လေးကိုဘူရလေးကပ်ဖြစ်ပါတယ်ဒုတိယကတ်မှာရမယ်ဆိုရင်တော့ကူပါတို့ကွန်ဗီယာတို့လိုအရှုံးခံရတဲ့ commander နဲ့မလိုက်တဲ့ကတ်ယူပါ experience shifter ကတ်ကိုစယူရနဲ့ EAB 25ရမှာဖြစ်ပြီးတပွဲပြီးလို့ပထမဆုံး short refill လုပ်တိုင်းမှာ2 EAB ပြန်ရမှာဖြစ်ပါတယ် hero ရှာနေရင်လည်း level down တော့တင်နိုင်မဲ့ကတ်ဖြစ်လို့ဘယ် commander နဲ့နေလိုက်ပါတယ် Truant or Guardian ကတ်ယူရနဲ့ enemy hero ကို damage ပေးနိုင်တဲ့ tower တိုင်းတစ်ခုရမှာဖြစ်ပြီးတော့ tower တိုင်းမှာကြာပန်းစံနယ်ကြီးနှစ်ခုရော effect ရောပါအောင်ဖြစ်ပါတယ်စံနယ်ကြီး effect နှစ်ခုမှာဖြစ်လို့လူနှုတ် Johnson Digi commander တို့ယူတင်တဲ့ကတ်မျိုးပါ technical airdrop ပတ်တဲ့စားလာနဲ့ energy ball လေးခုကြားလာမှာဖြစ်ပြီးတော့အဲ့ဒီ ball တွေက enemy hero တွေကိုထိရင် damage ပေးမှာဖြစ်တယ်လို့ကိုယ့်ရဲ့ hero တွေကိုလည်း high attack ပို့တိုးစေမှာပါ brother တို့ရောဒီကိုကတ်တွေကိုဘယ်လိုမြင်လဲကောင်းတယ်လို့ထင်လား comment မှာဆွေးနွေးပေးတော့ကြပါဦး